အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ငိမ့်ချမ်း Man Physics YouTube Channel နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တကူးမှစဆုံးမဲ့ beginner တွေအတွက်ပေါ့နော်ဒီအခြေခံကြတဲ့ဒီပေါင်ကျော်သားကိုထိရောက်စေမဲ့ကစားနည်း2မျိုးကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် Okay ကျွန်တော်ပထမဆုံးပြပေးမယ့်ကစားနည်းကတော့ full squat ပေါ့နော်full squat ကိုကျွန်တော်တို့ position ချရမယ်ဆိုရင်เนาะကိုယ့်ရဲ့ဒီခန္ဓာကိုယ်ကဒီတန်းနဲ့တပြေးညီတိုင်းဖြစ်ရမယ်ဆိုတာခြေထောက်ကိုအရင်အရှိကိုယူစရာမလိုဘူးကိုယ့်ရဲ့ဒီတန်းရှိတဲ့အတိုင်းပဲခန္ဓာကိုယ်တပြေးညီတိုင်းယူမယ်ပြီးရင်ဝင်လိုက်မယ်ပြီးရင်ခြေထောက်နေထားတွေကိုကျွန်တော်ကိုယ့်ရဲ့ပခုံးကျယ်တိုင်းပေါ့နော်လူတယောက်တယောက်နဲ့ body anatomy မတူဘူးဆိုတော့ကိုယ့်ရဲ့ပခုံးကျယ်တိုင်းမှာခြေထောက်ယူထားမယ်ပြီးရင်ခြေထောက်ယူထားပြီဆိုရင်6ရဲ့ angle ပေါ့နော် angle ကို25 degree လေးဘေးကိုခွဲထုတ်မယ်okay เนาะပြီးရင်လက်တွေက W ပုံစံမျိုးကင်ထားမယ်ပြီးပြီဆိုရင်ကျွန်တော်တို့အဆက်တွေအကုန်လုံးကိုွေးချမယ်အောက်ပိုင်းထိုင်တာဖြစ်တဲ့အတွက်ဒူးစစ်ကိုအရင်ချိုးမယ်ပြီးရင်အောက်ဆုံးထိထိုင်မယ်အဲ့ခါထိုင်တဲ့ခါရောက်ရင်ကိုယ့်ရဲ့ဒီဒူးကောင်း angle တွေကဒီခြေပြားအရှိကိုမကြုံအောင်เนาะခြေပြားရဲ့ဘောင်တွင်းထဲမှာပဲရှိရအောင်เนาะခြေပြားရဲ့ဘောင်တွင်းမှာရှိရမယ်ပြီးသွားရင်ကျွန်တော်တို့ squat ကိုတော်များထိုင်ဒီလိုမျိုးကြီးကျင်းပြီးထိုင်ကြရများတယ်เนาะအဲ့လိုမျိုးမဟုတ်ဘဲနဲ့ပေါင်လေးကိုခွဲထုတ်မယ်ပြီးရင်တော်တော်များမှားကြတာခန္ဓာကိုယ်အရှိကိုကိုင်းချပြီးဒီလိုမျိုး squat ပုံစံမျိုးကိုင်းကြပါเนาะမှန်နော်ကိုယ့်ရဲ့ကြောရိုးမကိုတောင်းထားမယ်ရင်ဘတ်ကိုဖွင့်ထားမယ်ပြီးပြီဆိုရင်အပေါ် upper body ကိုလုံးဝ fit လုပ်ထားပြီးသွားပြီဆိုတော့ ਨੇ segment တွေအကုန်ချိုးချတယ်เนาะအောက်ပိုင်း segment ချိုးချမယ်ချိုးချရခါရောက်ရင်ဒီလောက်ထိထိုင်ကြမလို့เนาะဒီလို M ပုံစံ shape ဖြစ်ပြီဆိုတာ ਨੇ ပြန်ပြီးတော့ပေါင်ကျော်သားအားနဲ့ပြန်ပြီးတော့ထားเนาะအဲ့လိုထားတဲ့ခါရောက်ရင်လေကိုယ့်ရဲ့ upper body ကိုလုံးဝတောင်းထားမယ်ဒီကပေါင်ကျော်သားလေ့ကျင့်တာဖြစ်တဲ့အတွက်ဒီပေါင်ကိုပဲလှုပ်ရှားမှုပေးမယ်ပေါ့နော်ပေါင်ကိုပဲချိုးချမယ်ပေါင်ကိုပဲဆန့်မယ်โอเคနော်အဲ့လိုမျိုးလေးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါမယ်โอเคကျွန်တော်နောက်ထပ်ပြပေးမယ့်ကစားနည်းကတော့ sumo dumbbell squat ပေါ့နော်sumo dumbbell squat ကစားတော့မယ်ဆိုရင်ကိုယ့်ရဲ့ဒီ body ကိုဘယ်လိုနေထားမယ်ဆိုရင်ကိုယ်က squat ဆိုရင်ကိုယ့်ရဲ့ပခုံးကျယ်တိုင်းထားရပေါ့နော်အဲ့ဒါဆိုရင်ခြေထောက်ကို sumo dumbbell squat ဆော့မယ်ဆိုရင်ခြေထောက်ကိုနောက်ထပ်တစ်ပြားပေါ့နောက်ထပ်တစ်ပြားအရှိကိုထပ်ထုတ်လိုက်နော်ဒီကိုယ့်ရဲ့ပခုံးကျယ်တိုင်းမှာခြေထောက်နောက်ထပ်တစ်ပြားပြီးရင်သူကခြေထောက် angle ကို squat နဲ့မတူတာသူက25 degree ယူတာမဟုတ်သူက45 degree ချိုးချเนาะပြီးရင်ကျွန်တော် dumbbell ကိုကင်မယ်ကင်ဝါကို dumbbell ကိုပခုံးသားမှာပဲကတ်ထားမယ်เนาะကတ်ထားဖို့ရဆိုရင်ကျွန်တော်တို့ခြေပြားရဲ့ angle တိုင်းဒူးလေးတွေကိုလိုက်ပြီးတော့ကိုချမယ်ပြီးရင်သူကအောက်ဆုံးထိချကြမလို့သူကတဝက်ဆိုရပြီเนาะပြီးရင်ပြန်ပြီးတော့ပြန်ဆက်မယ်ပြန်ကွေးမယ်ပြန်ဆက်မယ်เนาะဒီ sumo dumbbell squat ကတော့ပေါင်အတွင်းကျော်သားတွေကိုပို့ပြီးတော့ထိရောက်မှုပို့ပေးရပါတော့ဟုတ်ကဲ့ဒါကတော့ sumo dumbbell squat ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ခုနပြပေးခဲ့တဲ့ကစားနည်းတွေဆိုရင်ကျွန်တော်ခန္ဓာကိုယ်ကျော်သားကြီးထွားခြင်းတဲ့လူဆိုရင်ကျွန်တော်8ချိန်ရနဲ့15ချိန်အတွင်းကိုကစားပေးလို့ရပါတယ်တကယ်လို့ကိုကအစီတောင်ကျွမ်းဖို့အတွက်ကစားခြင်းတယ်ဆိုရင်တော့ကျွန်တော်15ချိန်နဲ့25ချိန်ထိကစားပေးလို့ရပါတယ်ဟုတ်ပါပြီအဲဆိုကျွန်တော်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်